အဲ့ကြတာဆိုရင်နောက်တစ်ခုကကြတော့ကြားတဲ့ကနေမိတ်ဆက်ပေးတယ်အတိကမိတ်ဆက်ပေးတဲ့အခါတော့အတိကမိတ်ဆက်ပေးရင်ဘယ်လိုဖြစ်မလဲအတိကမိတ်ဆက်ပေးတဲ့အခါကြရင်တော့ပုံမှန်အဖြစ်ကျတော့ယဉ်ကျေးမှုရှိတယ်ယောက်ျားလေးနဲ့မိန်းကလေးဆိုရင်အဲ့ဒီမိန်းကလေးကိုဥတည်ပြီးတော့မှယောက်ျားလေးကိုမိတ်ဆက်ပေးရကောင်မလေးကိုသွားပြီးကောင်လေးဟိုက်ကောင်လေးကိုသွားပြီးတော့မိတ်ဆက်ပေးလို့မရဘူးအဲ့တော့စပြီးမိတ်ဆက်ပေးရင်ဒါကတော့ကျွန်တော်တကယ်ချင်းဘယ်သူဘာလို့ပြောမှကောင်လေးကစပြီးပြန်ပြောရတော့ပုံမှန်ကျွန်တော်ဝင်စားခဏတော့အတန်ပိတ်ထားတယ်နော်အရေးကြီးတာပြောမှာမဟုတ်အဲ့တော့ဒီမှာပြောတဲ့ခါကျရင်ဆရာတို့အရှိမလည်းပါခဲ့ဘူးလေဒီဘက်ကလူကလို့ပြောတဲ့ခါမှာခုံတော့ဟီတိုလို့ပြောရင်ဘာဖြစ်လဲရိုင်းအဲ့တော့ဂျားတဲ့ကတိတဲ့လူနှစ်ဖက်စလုံးကိုတိတဲ့မိတ်ဆွေကပြောရင်ဟုတ်ပြီလေဒီဘက်ကလူကတော့လို့ပြောရင်ဘယ်လိုပြောလဲချီတာကဘသူတက်လို့ပြောအဲ့တော့သူ့နာမည်သူကစပြောရင်ကိုချီတာဒါကောင်မလေးကယမာဒဆန်ဆိုရင်ယမာဒဆန်ကိုချီတာကဌာနကဆန်တက်လို့စပြီးတော့သူကဂျားတဲ့ကမိတ်ဆက်ပြီးဒီဘက်ကလူကတော့ဌာနကဆန်မလို့ပြောမှဌာနကဆန်ခုနအတိုင်းဘယ်လိုစပြောလဲはじめまして私は田中ですよろしくお願いしますအဲ့ဒီမှာလဲဆရာတို့တခုတတိထားမှာကလမ်းမှာလမ်းကြုံလို့မိတ်ဆက်ပေးတဲ့အခါမှာဘယ်သူမှခုနလိုမျိုးအပြည့်စုံကြီးမပြောဘူးလေဥပမာမင်းသားတငယ်ချင်းစဉ်းစားကြည့်ကိုပဲစဉ်းစားကြည့်လေအပြင်မှာတငယ်ချင်းကမိတ်ဆက်ပေးတယ်ဟဲ့ကျွန်တော်ကတော့ဥပမာထပ်နိုင်ဆိုပါစို့ကျွန်တော်ကတော့ထပ်နိုင်ပါအခုအသက်21နှစ်ရှိပါပြီဝါဝါနေပါတယ်အလုပ်ကတော့ဘာဝါသနာကတော့ဘာလို့ပြောတဲ့လူရှိလားမပြောဘူးလေအဲ့လိုမျိုးဒီလိုမျိုးမိတ်ဆက်ပေးရင်တော့ကိုယ်နာမည်ဘယ်လိုပါဘယ်လိုခေါ်ပါရတော့ရှိခိုးအနေနဲ့ရှိますဒီလောက်ပဲအလွယ်ပြောလေရတော့အဲ့ရဆိုရင်ဘယ်လိုပြောလဲဓမ္မကတော့ယာမနာပါပြီးတော့こちらこそよろしくお願いします。တော့ဒါကတော့အလွယ်ကြားတဲ့ကနေပြန်ပြောရင်အဲ့လိုပြောလေရှိတယ်နော်အဲ့တော့ဒီဟာလဲဆရာတို့နည်းနည်းလူ3ယောက်နည်းနည်းလေးကြည့်ကြအောင်အဲ့ကြထက်နိုင်ဆန်ရဲ့ပြောဆန်ရဲ့သွေးဆန်ရဲ့တော့ဒီကပြောဆန်ကကြားတဲ့ကနေလူပြီးတော့ဒီဘက်ကတော့ထက်နိုင်ဆန်ပါလို့ပြောမှာထက်နိုင်ကပြန်ပြီးတော့စမိတ်ဆက်တယ်ပြီးတော့မှဆွေဆွေဝင်းဆန်ကဒီနေရာကနေပြောအဲ့ပြောကြည့်အောင်はじめまして。ပြောဆန်ခိုင်ဆရာတို့ဇညောလူ3ယောက်မိတ်ဆက်နေတာကျောဆန်ကကိုယ့်ကိုမိတ်ဆက်เสียမလို့လေကျောဆန်ကဆွေးဆန်နဲ့လည်းတည်တယ်ထက်နိုင်ဆန်နဲ့လည်းတည်တယ်အဲ့တော့ထက်နိုင်ဆန်ကိုမိတ်ဆက်ပေးရမှာဖြစ်တဲ့အတွက်ဆွေးဆန်ကဒီဘက်ကတော့ထက်နိုင်ဆန်ပါလို့ပြောဒါပဲပြောအောင်ပဲပြောတော့မှထက်နိုင်ဆန်ကကိုယ့်ကိုမိတ်ဆက်တယ်ဆွေးဆန်ကပြန်မိတ်ဆက်တယ်ဒီဒရာမာဒီဇက်လက်ဇက်ကောက်ကိုပြောမှာလေအဲ့ပြောကြည့်အောင်တော့ပေါ့လားကျောဆန်ပြောရမှာကဆွေးဆန်ကိုထက်နိုင်ဆန်နဲ့မိတ်ဆက်ပေးရမှာအဲ့ဒီနည်းလေးはいဆွေးဆန်こちらはそれさんこちらは店内です。ဟုတ်တငယ်ချင်းဖြစ်တဲ့အတွက်ထက်နိုင်တဲ့ဆိုပြောလဲအပြင်မှာရင်းနှီးတော့ရတယ်ဆိုပေမဲ့လောလောဆယ်ကတော့ဆရာတို့ format အသားကျတော့အောင်တစ်ဖက်လူရဲ့နာမည်ဆိုရင်တော့ဗာထည့်ရမယ်ဆန်အဲ့ဒါခေါက်ပြန်စအဲ့ဒါမှားလို့မရそれさんこちらは店内さんです。はじめまして。私は店内です。よろしくお願いします。私はスイです。こちらこそよろしくお願いします。ဟာဒီမှာတော့စပြီးတော့ပြောတာဖြစ်တဲ့အတွက်အသားမကျသေးတော့ရှက်လို့ညီတာတို့ဘာလို့တော့ရှိပါဆိုပေမဲ့အရေးကြီးတာတခုပြောမလို့ဆရာတို့ဂျပန်စကားပြောတဲ့အခါမှာတခုတတိထားမှာကအဲ့လိုတစ်ဖက်လူနဲ့မိတ်ဆက်နေတာလို့အင်တာဗျူးတွေပါပြောတဲ့အခါမှာရှက်ပြီးတော့ခုနလိုဟဲလို့ရည်တာကရိုင်းတယ်ဘာဖြစ်လို့လဲကိုယ့်ကိုတစ်ဖက်လူနဲ့မိတ်ဆက်ပေးတဲ့အချိန်မှာသွားပြီးတော့ဟဲလို့လုပ်တာကတစ်ဖက်လူကိုမလေးသားရကြာတော့အပြင်မှာတကယ်ပြောတဲ့အခါမှာတော့အဲ့လိုဖြစ်ပါသေးတယ်နောက်တစ်ခုတကယ်အလုပ်အင်တာဗျူးတွေပါဝင်တဲ့ခါကျရင်ကျတို့မြန်မာတွေရဲ့အကျင့်ကတခုခုကိုမရတော့ဘူးလို့မှားသွားပြီလို့ဆိုရင်အဲ့အမှားကိုဖုံးညင်တော့ဟဲလို့မျက်နှာပြောင်း
ဒါမှမဟုတ်ရင်တော်တော်ကြီးကိုအခက်အခဲတွေ့တဲ့ခါကျရင်ဗာလေကောင်းနေကုတ်တယ်ဖင်နေကုတ်တယ်အဲ့ဒါတွေမလုပ်အောင်ကိုလုံးဝမရရင်တော့တစ်ဖက်တွေကိုတခြားကြည့်ပြီးတော့ပြုံပြုံလေးပြောတယ်နောက်ဆုံးသေချာစဉ်းစားတယ်စဉ်းစားလို့မရဘူးဆိုရင်လည်းဆိုရင်မဆန်းအခုမစဉ်းစားရသေးပါဘူးလို့အဲ့ဒါတော့မသိပါဘူးလို့အဲ့လိုပုံမှန်လေးပြောလိုက်တာကဘောကောအဲ့လိုမဟုတ်ဘဲနဲ့ခေါင်းကုတ်ဖင်ကုတ်တာမျိုးလို့ခုနဟဲလောက်တာမျိုးကလုံးဝမလုံးမိပါသေးနဲ့နောက်ပိုင်းကျရင်သတိထားဒီဟာအခုဆရာဒီနေ့ပြောသားတဲ့ဟာတွေကဘုဒ္ဓအနေနဲ့ပြောတာပါဖတ်စာအုပ်မှာတော့ဘာပဲပါမှာလဲဆိုတော့ဟာဂျီမဲမတ်တဲ့よろしくお願いしますဒီလောက်သိရင်ရအဲ့တော့ကျတို့အခြေခံကိုသေချာရအောင်လုပ်ပါပြီးတော့မှနောက်ပိုင်းကိုသိလာတဲ့ပုံစံစာကြောင်းပုံစံတွေနဲ့ပြန်ထည့်ပြီးတော့မှဒီနေရာမျိုးဆိုဒီလိုအခြေအနေမျိုးဆိုရင်တော့ငါဒါထည့်ပြောမယ်ဒါဆိုရင်တော့ဒီနေရာလေးဖြုတ်ပြောမယ်အသားကြောင်ဟုတ်ကိုအခြေအနေနဲ့စီရီအောင်ပြန်ပြောပြီးတော့မှခဏပြောကြည့်နေဖို့လိုတယ်ဘာဖြစ်လို့လဲဂျီကိုရှော့ကကြီးကအရန်သုံးဖြစ်တာဖြစ်တဲ့အတွက်ဒီဟာကိုဘယ်လောက်ချောမွေ့နဲ့ပြောတတ်တယ်အဲ့ပေါ်မူတည်ပြီးတော့မှတစ်ဖက်လူနဲ့ကိုယ်နဲ့ရင်းနှီးဖြစ်သွားတာမျိုးဒါမှမဟုတ်ရင်လည်းအင်တာဗျူးတွေပိုင်းမှာဆိုရင်ဂျီကိုရှော့ကကြီးကိုတခြားပြောတတ်ရင်ပဲကိုယ့်ကိုယုံကြည်သွားတာမျိုးအဲ့လိုမျိုးတွေဖြစ်တာဖြစ်တဲ့အတွက်များလေ့ကျင့်ဖို့လည်းလိုတယ်